ကိုကြီးကခေါင်းမာတာကို နေဒီမှာငါနဲ့တလလာနေလိုက် အင်းယောက်ျားလည်းအဆင်မပြေတော့ ဘာဖြစ်တော့နေ့ယောက်ျားပါဒီမှာခေါ်ထားလိုက်ကို ကိုကြီးနဲ့ဟန်ကြီးကတော့အဆင်ပြေရဆိုတော့လေ အစင်မပြေအောင်ငါသူ့ဘာလုပ်နေမေသူနေမလာခြင်းဘူးလား ရလေကိုစင်ပြေတယ် အဲ့ဒါဆိုပြီးပြီလေလက်ပြန်အစားပြီးတော့မင်းတို့ပြောင်းလာလိုက်တော့ ကဲချမောင်ဟင်းရပါပြီ အေးအဲ့လိုအိမ်ချက်လိုက်ရလေစားခြင်းနေရမေသူကြီး အဲ့ကြောင့်လေချမောင်ရက်ကိုညရအောင်ရှာဝဲရတာချမောင်ရက်နဲ့စီမံဟင်းနဲ့ဆိုလိုက်တယ်လေ ဟုတ်တယ် စားထက်စား อืม မဆုပ်ရင်စားလို့ကောင်းတယ်စား อืม ရက်ကိုစား อืมပြီးကြီးငါ ကိုကြီးလို့ဆိုတာမိုက်တယ်နော်အဖေးစီကနေငွေရတယ်ဆိုတော့လို့ဆိုလား อืมဟုတ်တယ် ချွေပြည့်မဲ့ပုံပဲနော်ကြောက်ရည်သေးရတယ်တော်တော်ကောင်းမဲ့ပုံပဲတော်လေးတန်မယ်ထင်တယ် ဘာနဲ့သိန်းတော့ရှိမှာမိဘမွန်နေတယ်ကြံမိုးဖြတ်လို့မရ မှန်တယ်ကိုကြီးကျွန်တော်မှလည်းအဖေငွေပေးခဲ့တဲ့ဂီတာရှိရယ်ကျွန်တော်ကလည်းရန်တန်မိုးထားတာတယောက်ကဂီတာလက်ဆောင်လာပေးတော့ကျွန်တော်လုံးဝမယူဘူးအဖေဂီတာမှာအဖေဂီတာပဲအဖေကလည်းသူ့ဂီတာလေးကိုရန်မြင့်တော့ကလေထမင်းစားပြင်ကိုကြီးကိုကျွန်တော်ပြမယ်အဖေကအရင်တော့ဘန်ထဲမှာပါဘူးတယ်အဲ့နောက်ပိုင်း မေသူ ရှင် ဘာလုပ်လဲ အော် sorry အလုပ်လျှောက်ထားလေ email reply ပြန်ကြည့်နေ အဲ့ဆိုလည်းပြီးမှလို့လေသမင်းစားနေတယ်ပြီးအောင်စား ဟုတ် तू ကအလုပ်ရှောင်နေဆိုတော့ဟဲ့ညအောင်ဘာကြီးလုပ်လဲ ရင်လုံးပွဲသားပဲလေအဆုံးပေါ့ အဲ့လိုကအခြေအနေမကောင်းဘူးဘယ်လိုဖြစ်လဲ ခုကဘန်ကောက်မှာအင်စီတွေကတက်နေရောင်းဝယ်ရလေအေးနေတယ် တတလုံးလား နော်ဘာပြောရလဲကိုယ် အယောင်းဝင်အိမ်နေရတတလုံးလားလို့အသေးလည်းတော့သူများတွေအားလုံးကသူ့အရင်သူလုပ်ဖြစ်နေတာမင်းကြမ်းမအဲ့လိုတွေဖြစ်နေစက်တော်တွေပါရောရှာလေကွာ ကိုကြီးကလည်းခြေနေရတော့ဖြစ်တတ်တာပဲကျွန်တော်ကလည်းအလီလိုက်နေရမှာမဟုတ်တာ မင်းတို့ပြောလိုက်ရင်တော့အဲ့တိုင်းပဲဟိုမှာမင်းမတော့လှုပ်ထက်ရှာနေရတယ် ဟာကိုကြီးကလည်း ကိုကြီးကလည်းနည်းနည်းလေးအောင်မအောင်နိုင်ဘူးလား ဟာငါပြောတာဘာမှမနေလဲစောက်သုံးကြောက်လို့စောက်သုံးကြောက်ပြောတဲ့ကိစ္စနည်းနည်းရှာမနေနဲ့ကိုယ့်ကိုထမင်းစား ကိုဂီတာတီးမလို့လား อืม ကိုမချုံနေပြီလေဘာကမှလည်းကိုမရှိနေဟာကိုတီးပါနဲ့လားကိုတီးပါနဲ့လား ငါစုံညောင်ဒီမှာမဟုတ်တာနင်ကဘာဖြစ်နေနင်အကုန်တိတ်တိတ်တက်နေဟာလား ဟုတ်ဘူးလေကိုကမချုံနေရပြီးသူလည်းဒီမကောင်းဖြစ်နေဟာနားချင်မှာပေါ့ ငါနားလေသဘောပေါက်တယ်ငါအုံးတော့မပါတော့မဟုတ်တော်ပြီဟာဖိကျဲရော့သွားထားလိုက်တေးချကိုင်နော်ငါဖေးပြီးတာယူသေးကနင်းထက်အသက်ကြီးရငါတခုလောက်သိချင်လို့နင့်ကိုငါအတင်းနေပါတုတ်ထားသေးလား ဘာမှမပြောတာပါဘူး အဲ့ဆိုနင့်ကိုကငါထမင်းစားနေတော့ဘာကြီးလာပြောနေတာကိုယောက်ျားကိုစော်ကားနေတာနင်ဂိမ်းမဆိုင်တာ မဟုတ်ပါဘူးကိုရဲ့ နင့်စောက်တော့ပိတာကိုပြောလို့ငါအလုံးမလုပ်ပဲနေလို့လားဟမ် မနေပါဘူးကွာလေ နင့်ကိုကနေမအလုံးချနေရပြီပြောတော့နင်ကငါရှောင်မကျွေးလို့ငတ်နေပါပြီဆိုပြီးနင့်ကိုသွားပြောရလားဟမ် မပြောပါဘူးကွာလေမိမမပြောတာကိုသူကပြောနေရလေ ဘာမှမပြောရမှာလဲနင့်ရှိတယ်ကိုယောက်ျားကိုစော်ကားနေတာနင်တခုမှဝင်မပြောနင်မှလူတူလူပါဖြစ်နေဟုတ်တယ်မလားဟမ် ကျွန်တော်ပြောတာပဲကိုကြီးနဲ့ကိုနဲ့အဆင်ပြေမှာမဟုတ်ပါဘူးလို့ နေသူနင့်အကိုရောက်တယ်ဆိုပြီးဖြစ်မရနဲ့စောက်ချိုးမပြောင်းနဲ့